ဟိုးရှိတုန်းကပေါ့ဗျာအရှိတောင်အာရှတစ်ခွင်မှာအင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ဟန်တာဝရီနေပြည်တော်ကြီးအကြောင်းကိုပြန်ကြည့်ရအောင်ပါအဲ့ဒီချိန်တုန်းကဘုရင်တော်မင်းတရားကြီးဟာအရန်ကိုတကိုးထွားခဲ့တာပေါ့1969ခုနှစ်မှာအယူရိယပြည်ကိုအောင်နိုင်ခဲ့ပြီးတဲ့နောက်တမိုင်းရဲ့လမ်းကြောင်းကိုပြောင်းလဲစေမဲ့ကောင်းလေးတစ်ယောက်ကိုဟန်တာဝရီကိုခေါ်ဆောင်လာခဲ့တယ်ဗျာအဲ့ဒီကောင်းလေးကတော့တခြားသူမဟုတ်ပါဘူးနောက်ပိုင်းမှာနာမည်ကျော်လာမဲ့အယူရိယရဲ့မင်းသားနရေဆွမ်းပဲဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာတမိုင်းနဲ့အမှန်တရားစီစဉ်ကနေအားလုံးကိုနွေးနွေးထွေးထွေးကြိုဆိုလိုက်ပါတယ်အဲ့ဒီတုန်းကနရေဆွမ်းဟာအသက်9နှစ်ပဲရှိသေးတဲ့ကလေးလေးပဲဗျာဒါပေမဲ့သူ့ကိုဟန်တာဝရီကိုခေါ်လာတာဟာတာမန်ဓာတ်စကန်တယောက်အနေနဲ့တည်းမဟုတ်ဘူးဗျာဘုရင်တော်မင်းကြီးကသူ့ကိုတားတော်လို့တော့ခေါ်ပြီးနန်းတွဲမှာကောင်းကောင်းမွန်မွန်ထားထည့်တာပါဒါဟာနိုင်ငံရေးအရာကြည့်မယ်ဆိုရင်တော့အယူရိယကိုထိမ့်ချုပ်ထားဖို့အတွက်အာမကန်ချက်တစ်ခုပေါ့ဗျာဒီကောင်လေးဟာဟန်တာဝရီရဲ့ခန္ဓာထေဝမှုလေးကြားမှာကြီးပြင်းလာခဲ့ရပြီမယ်သူ့ရဲ့စိတ်ထဲမှာတော့မိခင်နိုင်ငံကိုလွမ်းဆွတ်တဲ့စိတ်နဲ့အတူကြီးမားတဲ့ရည်မှန်းချက်တွေဂိမ်းအောင်နေခဲ့တာပေါ့ဟန်တာဝရီရဲ့စစ်ရေးဗျူဟာတွေနန်းတွင်းရေးရာတွေကိုသူဟာအနီးကပ်လိလာခွင့်ရခဲ့တယ်ဗျာဒါဟာနောက်တစ်ချိန်မှာဟန်တာဝရီကိုပြန်ပြီးတော်လှန်ဖို့အတွက်အခြေခံအုတ်မြစ်တွေဖြစ်လာခဲ့တာပေါ့ဗျာအချိန်တွေကုန်လွန်လာတာနဲ့အမျှ1580ခုနှစ်မှာတော့နရေဆွန်ဟာအယုဒ္ဓယကိုပြန်ခွင့်ရခဲ့တယ်ဗျ။ဒါဟာသူ့ဘဝရဲ့အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုပဲပေါ့။အယုဒ္ဓယကိုပြန်ရောက်တဲ့အချိန်မှာသူ့ကိုပေတနုံလောက်မြို့စားအဖြစ်ခန့်အပ်ထည့်တာဗျ။အဲ့ဒီအချိန်ကစပြီးသူဟာမြောက်ပိုင်းဒေသကိုခိုင်မာအောင်တည်ဆောက်ခဲ့တယ်ဗျ။ဒါပေမဲ့ဟန်တာဝရီဘက်မှာတော့အပြောင်းအလဲကြီးတစ်ခုဖြစ်လာတယ်ဗျ။1580ခုနှစ်မှာအင်အားကြီးလာတဲ့ဘရင်နောင်မင်းတရားကြီးနတ်ရွာဆန်တွားခဲ့တာပေါ့။ဒီသတင်းဟာအရှိတောင်အာရှကခွင်လုံးကိုတုံလုတ်သွားစေတယ်ဗျ။ဘာလို့လဲဆိုတော့ဘရင်နောင်မင်းကြီးရဲ့လက်ထက်မှာပဲဒီအင်ပါယာကြီးကစုစည်းနေခဲ့တာကိုသူမရှိတော့တဲ့နောက်မှာတော့သူ့ရဲ့သားတော်နန္ဒဘရင်နန်းတက်လာတယ်ဗျ။နန္ဒဘရင်ဟာသူ့အဖေလောက်စွမ်းရည်မရှိသလိုလက်အောက်ခံနိုင်ငံတွေကိုလည်းအုပ်ချုပ်ရတာအခက်အခဲတွေအများကြီးရှိလာခဲ့တာပေါ့ဗျ။နန္ဒဘရင်နန်းတက်လာပြီးတဲ့နောက်မှာတော့အယုဒ္ဓယနဲ့ဟန်တာဝရီကြားကဆက်ဆံရေးဟာတဖြည်းဖြည်းနဲ့အေးဆက်လာခဲ့တယ်ဗျ။နန္ဒဘရင်ဟာနရေဆွန်ရဲ့အစွမ်းအစကိုစိုးရင်လာတာပေါ့အဲ့ဒီအချိန်မှာအင်းဝမျိုးကပုံကန်တဲ့အတဲ့နန္ဒဘရင်ကနရေဆွန်ကိုစစ်ကူတောင်းခဲ့တယ်ဗျ။နရေဆွန်ဟာစစ်တပ်ကိုဥဆောင်ပြီးသွားခဲ့ပြီးမြဲသူ့ရဲ့စိတ်ထဲမှာတော့ဟန်တာဝရီရဲ့ရည်ရွယ်ချက်ကိုတန်တရားရှိနေပြီဗျ။တကယ်လဲဟန်တာဝရီဘက်ကနရေဆွန်ကိုလုတ်ကျင်ဖို့အတွက်အကြံစီတွေရှိနေခဲ့တာပေါ့။ဒါဟာနိုင်ငံရေးအရာကြည့်မယ်ဆိုရင်တော့ယုံကြည်မှုတွေပြက်ပြားသွားတဲ့အချက်ပဲဗျ။လူတယောက်လည်းတစ္ဆာတရားကိုစမ်းသပ်တဲ့နေရာမှာအသက်အန္တရာယ်ဟာအကြီးမားဆုံးစမ်းသပ်ချက်ပဲမဟုတ်လားနရီဆွန်ဟာဒီအန်ဒီယေကိုကြိုသိနေခဲ့ပြီးဟန်တာဝရီကလက်အောက်ကနေယွန်းထွက်ဖို့အတွက်အခွင့်အရေးကိုရှာနေခဲ့တာပေါ့ဗျာနရေဆွမ်းဟာဟန်တာဝရီရဲ့မယိုးသားတဲ့အကြမ်းစီတွေကိုကောင်းကောင်းကြီးတီးလိုက်ရပြီပေါ့ဗျာအဲ့ဒီတုန်းက1584ခုနှစ်ခရမ်မြို့ကိုရောက်နေတဲ့အချိန်မှာပေါ့ဟန်တာဝရီကနန္ဒဘရင်ဟာသူ့ကိုလွတ်ကျန်ဖို့အတွက်မိုဟမ္မဒ်ကြီးနှစ်ယောက်ဖြစ်တဲ့ပညာကျမ်းနဲ့ပညာရန်တို့ကိုလွှတ်လိုက်တာဗျဒါပေမဲ့ကံကောင်းကြံတော့အဲ့ဒီအမတ်ကြီးနှစ်ယောက်ဟာနရီဆွန်ရဲ့ဆရာရင်းဖြစ်တဲ့မဟာထေရဆန်ဒရစီမှာအမှန်တိုင်းခွင့်ပြောလိုက်ကြတယ်လေဒါဟာတမိုင်းရဲ့အချိုးအကွေကြီးတစ်ခုပဲဗျနရီဆွန်ဟာဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့တော်လေးကိုစိတ်ထဲမှာပြက်သားဆုံးဖြတ်ချက်ချလိုက်တာပေါ့သူဟာရွှေကရားနဲ့ရေစက်ချပြီးတော့ဒီနေ့ကစပြီးအယုဒ္ဓယနဲ့ဟန်တာဝရီဟာဘာမှမပတ်သက်တော့ဘူးငါတို့ဟာလွတ်လပ်တဲ့နိုင်ငံဖြစ်ပြီလို့ကြေညာလိုက်တယ်ဗျဒါဟာတာမန်ရေစက်ချတာမျိုးမဟုတ်ဘူးနော်ဒါဟာဂျွန်ဘဝကနေလွတ်မြောက်ဖို့အတွက်ရဲဝံ့စင်ခေါ်လိုက်တာပဲဗျဒီလို့ရဲ့ကြောင့်ပဲဟန်တာဝရီရဲ့အာနာဆက်ဟာစပြီးတော့ရိုင်နေလာရတာပေါ့ဗျအဲ့ဒီအချိန်ကစပြီးနရေဆွန်ဟာသူ့ရဲ့စစ်တေတွေကိုစုစည်းပြီးအယုဒ္ဓယကိုပြန်ဖို့ပြင်ဆင်တော့တာပေါ့လမ်းမှာလည်းဟန်တာဝရီရဲ့စစ်တပ်တွေကလိုက်တိုက်တာမျိုးရှိခဲ့ပေမဲ့နရေဆွန်ရဲ့စစ်ဗျူဟာတွေကြောင့်သူတို့ကိုကောင်းကောင်းကြီးတုံ့ပြန်နိုင်ခဲ့တယ်ဗျဒါဟာစစ်ပွဲကြီးတစ်ခုရဲ့အစပြုခြင်းပဲပေါ့ဗျဒီလိုနဲ့စစ်တပ်ကြီးကဟန်တာဝရီဘက်ကနေနောက်ကနေတောက်လျှော်လိုက်လာတာပေါ့ဗျစူရကမ္မဆိုတဲ့စစ်ဗိုလ်ချုပ်ကနရေဆွန်ကိုလက်လွတ်မခံကျင်ဘူးလေတောင်ရင်မြစ်ဒါမှမဟုတ်စစ်တောင်းမြစ်ကမ်းမကိုရောက်တဲ့အချိန်မှာတော့မြစ်ကအယမ်းကျဲတာဗျနရေဆွန်ရဲ့စစ်တပ်တွေမြစ်ကိုအရင်ဖြတ်ကူးလိုက်တယ်ဗျဟန်တာဝရီစစ်တပ်ကမြစ်တစ်ဖက်ကမ်းကိုရောက်လာတဲ့အချိန်မှာတော့နရေဆွန်ကသူ့ရဲ့နန်းမဲကျော်ထနက်ရှည်ကြီးကိုကောက်ကိုက်လိုက်တာပေါ့အဲ့ဒီထနက်ကတော်တော်ရှည်တာဗျသူကတေချာချိန်ပြီးပြစ်လိုက်တာ
စူရကန်မကိုတဲ့တဲ့ကြီးမှန်သွားတာပေါ့ဗျာဒီပြစ်ချက်ကတာမန်ပြစ်ချက်မဟုတ်ဘူးဗျာအကွာဝေးကအရန်ဝေးနေတာကိုမှမှန်အောင်ပြစ်နိုင်တာဟာနရီဆွန်ရဲ့စွမ်းရည်ကိုပြလိုက်တာပဲလीဟန်တာဝရီစစ်တက်လဲကြောက်လန့်ပြီးပြန်ဆုတ်သွားကြတာပေါ့ဒါဟာနန္ဒဘရင်အတွက်တော့တကယ်ကိုအရှက်ရစရာဖြစ်ခဲ့တာပေါ့ဗျာနရီဆွန်ကတော့အယူတရကိုအေးအေးဆေးဆေးပြန်ရောက်သွားပြီးမြို့ရောတွေကိုခိုင်အောင်လုပ်တာရီးခါတွေစုဆောင်းတာတွေကိုစလုပ်တော့တာပေါ့စစ်ကြီးဖြစ်တော့မယ်ဆိုတာသူကောင်းကောင်းကြီးသိနေတာကိုဗျာသူဟာမြို့တော်ရဲ့ကာကွယ်ရေးကိုအစွမ်းကုန်ပြင်ဆင်နေတဲ့ဟန်တာဝရီဘက်ကဘလို့တုံ့ပြန်မလဲဆိုတာကိုစောင့်ကြည့်နေကြတာဗျာနန္ဒဘရင်ကတော့သူ့ရဲ့စစ်ဗိုလ်ချုပ်တေဆုံးသွားတာကိုကြားတော့ဒေါသတွေထွက်ပြီးအယုဒ္ဓယကိုအမြင့်ပြတ်ချေမွန်းဖို့အတွက်စစ်တပ်ကြီးပြင်ဆင်တော့တာပေါ့ဗျာနန္ဒဘရင်ကတော့တကယ့်ကိုဒေါသတကြီးထိနေတာပေါ့ဗျာသူ့ရဲ့နယ်ပယ်ထဲမှာဒီလိုမျိုးပုံကံမှုကိုဘလို့မှခွင့်မလွတ်နိုင်ဘူးလေအဲ့ဒါကြောင့်1984ခုနှစ်နောက်ပိုင်းမှာပဲအင်းအားတောင့်တင်းတဲ့စစ်တပ်ကြီးကိုအယုဒ္ဓယစီအပြင်းထန်ဆေးလွတ်လိုက်တယ်ဗျာဒီတခါတော့နရေဆွန်ကအရန်ကိုပါးနှက်တဲ့စစ်ဖြူဟာတကူကိုတုံးခဲ့တာပေါ့ဗျာသူကဘာလုပ်လဲဆိုတော့မြေလံစနစ်လို့ခေါ်တဲ့နီးလန်းကိုတုံးတာဗျာမြို့ပြင်မှာရှိတဲ့ရိတ်ခါတွေစပားကြီးတွေနဲ့လူနေအိမ်တွေကိုအကုန်လုံးမြို့တွေကိုရွှေ့ခိုင်းတယ်မရွှေ့နိုင်တာတွေကိုတော့မိရှုဖြတ်စည်းပစ်လိုက်တာဗျဒါဟာရန်သူတွေရောက်လာတဲ့အခါဘာမှစားစရာမရှိအောင်လုပ်တဲ့နီးဗျူဟာပေါ့ဗျာဟန်တာဝရီစစ်တပ်ကမြို့ကိုဝိုင်းထားပေမဲ့မြို့ထဲကနေနရေဆွန်ကအမြောက်တွေနဲ့တရက်ဆက်ပြန်ပစ်နေတော့ဝင်လို့မရဘူးဗျအပြင်မှာရှိတဲ့ဟန်တာဝရီစစ်တီတွေကတော့အစာရစာပြက်လန့်မှုကြောင့်တဖြည်းဖြည်းနဲ့အားနဲ့လာရတာပေါ့နေဘူးထဲမှာအချင်းအကြာကြီးနေရပြီးယောဂဗျာတွေလည်းထူပြောလာတယ်ဗျာနရေဆွန်ကတော့မြို့ထဲမှာအသာတွေစောင့်နေပြီးအခွင့်အရေးရရင်ညဘက်မှာရန်သူစခန်းတွေကိုရုတ်တရက်ဝင်တိုက်တာမျိုးလုပ်ခဲ့တာပေါ့ဗျာဒါဟာဟန်တာဝရီရဲ့စိတ်ဓာတ်ကိုတဖြည်းဖြည်းနဲ့ရိုက်ချိုးလိုက်သလိုဖြစ်သွားတာပေါ့ဗျာရန်သူတွေအစာငတ်ပြီးအင်အားချိနေနေတဲ့အချိန်မှာနရဲဆွန်ဒီအတိုင်းထိုင်ကြည့်မနေဘူးဗျညဘက်ဆိုရင်သူ့ရဲ့ရဲမတ်တွေကိုဦးဆောင်ပြီးရန်သူစခန်းတွေကိုခဏခဏဝင်မှွေတော့တာပဲတညမှာတော့တကယ့်ကိုရဲရင်လွန်းတဲ့လုပ်ရက်တစ်ခုကိုသူလုတ်ခဲ့တယ်ဗျအဲ့ဒါကတော့ဓားကိုပါဇက်မှာကိုက်ပြီးဟန်တာဝရီရဲ့တပ်စခန်းမြို့ရိုးပေါ်ကိုကိုယ်တိုင်တက်ခဲ့တာပဲဗျစဉ်းစားကြည့်ဦးလေဘရင်တပါးဖက်ပါလျက်နဲ့အသက်ကိုပဒါနာမထားပဲရှေ့တန်းကနေတိုက်ပွဲဝင်ခဲ့တာပါဒါကိုဘုရားသခင်ကပေးတဲ့ဓားလိုတော့နောက်ပိုင်းမှာတင်စားကြတာပေါ့ဟန်တာဝရီစစ်တီတွေကတော့အမောင်းထဲမှာရုတ်တရက်ပေါ်လာတဲ့နရဲဆွန်ကိုမြင်တဲ့အခါမှာတကယ့်ကိုထိတ်လန့်သွားကြတာပေါ့ဗျာနရဲဆွန်ဆိုတာတာမန်လူမဟုတ်ဘူးလူဆွမ်းကောင်းတယောက်လိုပဲလို့တောင်ထင်သွားကြတယ်ဗျဒီလိုမျိုးကိုယ်တိုင်ကိုချတိုက်ပွဲဝင်တာဟာသူ့ရဲ့ရဲမတ်တွေအတွက်လည်းအရန်ကိုစိတ်တက်ကြွစေတာပေါ့ဟန်တာဝရီဘက်ကတော့တဖြည်းဖြည်းနဲ့အရေးနှိမ့်လာပြီးစစ်တပ်ကြီးတစ်ခုလုံးဟာကစင်ကလီယာဖြစ်ကုန်တော့တာပေါ့ဗျာနန္ဒဘရင်စီကိုဒီသတင်းတွေရောက်သွားတဲ့အခါမှာတော့သူ့ရဲ့ဒေါသကအထွတ်ထိပ်ကိုရောက်သွားပြီးအယုဒ္ဓယကိုအပြတ်ရှင်းဖို့အတွက်သူ့ရဲ့သားတော်မဟာဥပရာဇာကိုထပ်ပြီးစစ်လွန်လိုက်ပြန်တယ်ဗျဒါဟာတာအဖနှစ်ယောက်ကြားမှာတကယ်ကိုပြင်းထန်လွန်းတဲ့စကားပဲပေါ့မဟာဥပရာဇာဟာစိတ်ထဲမှာတော်တော်လေးဝမ်းနေသွားပေမဲ့ခမီးတော်ရဲ့အမိန့်ကိုမလွန်ဆန်နိုင်တော့ဘူးလေအဲ့ဒါနဲ့ပဲ1592ခုနှစ်မှာအင်္ဂါ2သိန်းကျော်ရှိတဲ့စစ်တပ်ကြီးကိုဦးဆောင်ပြီးအယုဒ္ဓယစီကိုဒုတိယအကြိမ်ခြိတက်လာခဲ့တာပေါ့ဒါပေမဲ့ထူးခြားတာကမဟာဥပရာဇာဟာဒီခရီးစဉ်မှာစိတ်မကောင်းစရာနမိတ်တွေခဏခဏကြုံရတယ်ဗျလမ်းမှာလေပြင်းတွေတိုက်လို့သူ့ရဲ့ထီးဖြူတော့ကြိုးကြတာမျိုးတွေပေါ့ဗျာအဲ့ဒီအချိန်မှာနရဲဆွန်ကလည်းရန်သူတွေလာနေပြီဆိုတာသိတာနဲ့အယုဒ္ဓယမြို့ထဲမှာပဲခန်းစစ်ပြင်မနေတော့ဘူးဗျသူဟာရန်သူကိုမြို့ပြင်မှာပဲဟန်တားရမယ်ဆိုတဲ့ဖြူဟာနဲ့နောင်စားတိုင်းလွင်ပြင်စီကိုစစ်တပ်နဲ့ထွက်လာခဲ့တာတော့နရဲဆွန်ရဲ့စိတ်ထဲမှာတော့ဒီတစ်ခါစစ်ပွဲဟာအယုဒ္ဓယရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးမယ်စစ်ပွဲကြီးမှကောင်းကောင်းကြီးသိနေခဲ့တာဗျတက်မတော်နှစ်ခုဟာတစ်ခက်နဲ့တစ်ဖက်နီးကပ်လာတာနဲ့အမျှလေထုထဲမှာစစ်ရဲ့အရှိန်ဝါတွေကတကယ်ကိုလေးလံနေတာပေါ့ဗျာအဲ့ဒီမနက်မှာတော့တောအုပ်ထဲမှာမြူတွေကတော်တော်လေးစိုင်းနေတာဗျတယောက်နဲ့တယောက်တောင်တေချာမမြင်ရဘူးပေါ့နရဲဆွန်ရဲ့စင်တော်ဟာအရန်ကိုစိတ်ထက်တန်ယူပြီးတော့ရန်သူတိုက်ရင်ကြီးတဲ့ကိုတဟုန်ထိုးပြေးဝင်သွားတာဗျမြူတွေကလည်းထူလွန်းလော်သူ့နောက်ကရဲမတ်တွေလည်းကွဲကုန်ကြတာပေါ့နရဲဆွမ်းဟာရန်သူတက်ထဲမှာလူနည်းနည်းလေးနဲ့ပိတ်မိနေတဲ့အချိန်မှာမြူတွေကရုတ်တရက်ဆိုသလိုကွာကျသွားတယ်ဗျအဲ့ဒီမှာတင်သူဟာမဟာဥပရာဇာရဲ့ရှေ့တက်တဲ့ကိုရောက်နေတာကိုတွေ့လိုက်ရတာပေါ့ဗျာမဟာဥပရာဇာကတော့တစ်ပင်ရိပ်အောက်မှာဆင်းတဲ့ရပ်နေတာဗျနရဲဆွမ်းကအကြောက်အလန့်မရှိဘဲနဲ့အခုတော့ဘာလို့စင်ပေါ်မှာအตาလေးရက်နေတာလဲဗျာငါတို့နှစ်ယောက်တည်းရဲရဲဝံ့ဝံ့တိုက်ခိုက်ပြီးတော့တမိုင်းတွင်လူကြရအောင်လို့စိန်ခေါ်လိုက်တာပေါ့ဗျာဒါဟာတကယ်ကိုရဲရင်လွန်တဲ့စိတ်ဓာတ်ပဲဗျာရန်သူတွေဝိုင်းနေတဲ့ကြားထဲမှာတော့မတုံမလွတ်ပဲအရှုံးအနိုင်ကိုတူးချင်းဆုံးဖြတ်ဖို့ပြောရတာဟာတမိုင်းမှာရှားတယ်ဗျာ
မဟာဥပရာဇာလည်းဒီစလားကိုကြားတော့အရှက်မရချင်တာနဲ့သူ့ရဲ့ဆင်ကိုမောင်းပြီးနရဲဆွမ်းစီကိုထွက်လာခဲ့တာပေါ့ဗျာဆင်နှခေါင်ထိတ်တိုက်တွေ့ကြပြီဗျာဖုံတွေလည်းထူနေတာပဲဆင်တွေရဲ့အော်ဟစ်တန်းကလည်းကောင်းကင်ရဲ့အထိပြန့်လွင့်နေတာပေါ့အစပိုင်းမှာတော့မဟာဥပရာဇာရဲ့ဆင်ထိတဲ့ပလင်ကောဟာအင်အားတာနေပြီးနရဲဆွမ်းရဲ့ဆင်ကိုနောက်ဆုတ်သွားအောင်တွန်းပို့နေတာဗျာမဟာဥပရာဇာကအခွင့်ရေးရရုံသူ့ရဲ့လမ်းနဲ့နရဲဆွမ်းကိုခုတ်လိုက်ပေမဲ့နရဲဆွမ်းကအယမ်းပါနဲ့တော့ကိုသိမ်းပြီးရှောင်လိုက်နိုင်တယ်ဗျာအဲ့ဒီအချိန်မှာပဲနရဲဆွမ်းရဲ့ဆင်ကအောက်ကနေပြင့်ပြီးရန်သူဆင်ကိုပြန်တိုက်လိုက်တာဗျာဒါဟာတကယ့်ကိုအဆုံးဖြတ်ပေးမဲ့အချိန်ပဲပေါ့ဗျာနရဲဆွမ်းကသူ့ရဲ့စစ်အောင်လို့ခေါ်တဲ့လှန်ရှည်ကြီးကိုလွှဲပြီးမဟာဥပရာဇာကိုအာကုံခုတ်ချလိုက်တာပခုံးကနေရင်းပတ်အထိပြန်သွားပြီးမဟာဥပရာဇာဟာစင်ပေါ်မှာနဲ့နိုင်ရွာဆန်သွားခဲ့ရတာဗျာဟန်တာဝရီရဲ့အင်းရှင်မင်းသားကြဆုံးသွားပြီဆိုတာသိလိုက်တာနဲ့တစ်ဖက်ကစစ်တီတွေဟာကြောက်လန့်တကြားနဲ့ကစင်ကလျားထီကုန်ကြတာပေါ့ဗျာနရဲဆွမ်းဟာဒီစစ်ပွဲမှာအနိုင်ရယုံနေမဟုတ်ဘူးဗျာဟန်တာဝရီရဲ့ဂုံတိတ်ခါကိုပါမြေလန့်ပစ်လိုက်တာပဲဒီသတင်းကဟန်တာဝရီတို့ရောက်သွားတဲ့အခါမှာတော့တမျိုးလုံးမူတန်တို့နဲ့ပြည့်သွားပြီးနန္ဒဘီရင်ဟာလည်းရင်ကွဲမတတ်ခံစားခဲ့ရတာပေါ့ဗျာဒါဟာဟန်တာဝရီအင်ပါယာကြီးပြိုလဲဖို့အတွက်အကြီးမားဆုံးသောအဆုတ်ပြိုခြင်းပဲဗျာမဟာဥပရာဇာကြာဆုံးသွားတာဟာဟန်တာဝရီအတွက်တော့အသေးနှလုံးကိုဓာတ်နဲ့အမွန်းခံလဲရတယ်လို့ပါပဲဗျနန္ဒဘီရင်ဟာသူ့သားတော်အတွက်အယံကိုဝမ်းနေနေတယ်လို့တစ်ဖက်မှာလည်းအယုဒ္ဓယကိုကြောက်စိတ်ကြီးဝင်လာပြီပေါ့အရင်ကဟန်တာဝရီရဲ့အာနာဇတ်အောက်မှာငြိမ်နေခဲ့တဲ့တောင်ကူတို့အင်းဝတို့ဇစ်မဲတို့ဟာလည်းအခုဆိုရင်နန္ဒဘီအင်းကိုအဖတ်မလုပ်ချင်ကြတော့ဘူးဗျအင်ပါယာကြီးတဲ့အချမ်းတွေကတဖြည်းဖြည်းနဲ့ပိုကြီးလာတာပေါ့နရဲဆွမ်းကတော့ဒီအခွင့်အရေးကိုလက်လွတ်မခံဘူးဗျသူဟာအယုဒ္ဓယရဲ့နယ်နိမိတ်ကိုချဲ့ထွင်ဖို့စဉ်းစားလာတယ်လို့ဟန်တာဝရီရဲ့လက်အောက်ခံမွန်မြို့တွေကိုလည်းစပြီးသိမ်းပိုက်တော့တာပေါ့အထူးသဖြင့်မုတ်တမမြို့နဲ့မော်လမြိုင်ဘက်တွေကိုသူကစီးယုံနိုင်ခဲ့တယ်ဗျဒါဟန်တာဝရီကိုရိတ်ခါဖြတ်လိုက်တယ်လို့ပဲပေါ့နန္ဒဘယင်ဟာဘသူ့ကိုယုံမှမသိတော့ပဲသူ့ရဲ့နန်းတွင်းထဲမှာတင်တန်တရားစိတ်တွေနဲ့တယောက်သေးအထီးကျန်ဖြစ်နေရတာပေါ့ဗျအဲ့ဒီချိန်မှာနရဲဆွမ်းကတော့သူ့ရဲ့စစ်တပ်ကိုပိုပြီးတောင့်တင်းအောင်လုပ်နေတာဗျသူဟာဟန်တာဝရီကိုပဲခုခံနေတာမဟုတ်တော့ပဲဟန်တာဝရီရဲ့အခြေခံအုတ်မြစ်တွေကိုပါတစ်ခုပြီးတစ်ခုဖြိုဖျက်နေတာပေါ့ရန်သူရဲ့အင်အားချိနဲ့မှုကိုအခွင့်ကောင်းယူပြီးမိမိရဲ့အင်အားကိုတိဆောက်တဲ့နေရာမှာနရဲဆွမ်းဟာတကယ်ကိုပါနဲ့တဲ့နိုင်ငံရေးသမားတယောက်လိုပြုမှုခဲ့တာဗျနန္ဒဘယင်ဟာသူ့ရဲ့နန်းတော်ထဲမှာတင်ကြောက်စိတ်တွေနဲ့ပိတ်မိနေတာဗျအဲ့ဒီအချိန်မှာနရဲဆွမ်းကဟန်တာဝရီကိုအမိပလက်ချေမုန်းမှုစစ်တပ်ကြီးနဲ့ချီတက်လာပြန်တာပေါ့ဒါပေမဲ့ဒီတစ်ခါတော့ဟန်တာဝရီရဲ့မဟာမိတ်တွေဖြစ်တဲ့တန်ကူမင်းနဲ့ရခိုင်မင်းတို့ကနန္ဒဘယင်ဘက်ကမရက်တီတော့ပဲကို့အကျိုးစီးပွားကိုပဲကြည့်ကြတော့တာဗျတောင်ကူမင်းကနန္ဒဘီရင်ကိုကဲသလိုလိုနဲ့နန်းတော်တွေကရွှေငွေရတနာတွေကိုသိမ်းပြီးနန္ဒဘီရင်ကိုတောင်ကူကိုခေါ်သွားတယ်ဗျရခိုင်စစ်တပ်ကလည်းဟန်တာဝရီနန်းတော်ကြီးကိုမီးရှို့ဖျက်ဆီးပစ်လိုက်တာပေါ့ဟိုးအရင်ကဘရင်တော်မင်းသားကြီးတိဆောက်ခဲ့တဲ့ခန္နာထေဝါလာတဲ့ဂံဘောဇာသားဒီနန်းတော်ကြီးဟာပြာပုံအတိဖြစ်သွားရတာဗျနရဲစွမ်းဟန်တာဝရီကိုရောက်တဲ့အချိန်မှာတော့မြို့တော်ကြီးကပျက်စီးနေပြီပေါ့ဒါဟာအာနာကိုအလွဲသုံးစားပြီးလူထုညက်ညယ်ပေသားတွေကိုမထိန်နိုင်ရင်ဘလောက်ပဲကြီးကျယ်တဲ့အင်ပါယာထိပါစီပြိုလဲရမယ်ဆိုတာကိုပြလိုက်တာပဲဗျနေရဆွမ်းဟာပျက်စီးနေတဲ့ဟန်တာဝရီကိုကြည့်ပြီးစိတ်မကောင်းထီရသလိုတစ်ဖက်မှာလည်းရန်သူအမာခံစခန်းကြီးပြတ်သုံးသွားတာကိုတွေ့လိုက်ရတာပေါ့ဒါပေမဲ့သူဟာဒီလောက်နေတဲ့အားမရသေးဘူးဗျတောင်ကူကိုပါဆက်ပြီးချီးတက်ဖို့ပြင်ဆင်တော့တာပေါ့ဗျနော်ရီဆန်ဟာဟန်တာဝရီပျက်စီးသွားတော့မြင်ပေမဲ့သူ့ရဲ့ရည်မှန်းချက်ကမပြီးသေးဘူးဗျနန္ဒဘယင်ကိုတောင်ကူမင်းကခေါ်သွားပြီဆိုတော့သူကတောင်ကူအထိလိုက်ထိုဆုံးဖြစ်လိုက်တာပေါ့ဒါပေမဲ့တောင်ကူကိုတွားရတဲ့လမ်းကအရန်ခက်ခဲတာဗျတောင်ရီတောတွေကထူးထလွန်းတော့ရိတ်ခါတွေတဲရတာလဲတော်တော်လေးဒုက္ခရောက်တာပေါ့တောင်ကူမြို့ကိုရောက်တဲ့အချိန်မှာတော့တောင်ကူမင်းကမြို့တကားကိုပိတ်ပြီးခိုင်စစ်ပြင်ထားတာဗျနော်ရီဆွန်ကမြို့ကိုဝိုင်းထားပေမဲ့တောင်ကူမြို့ရောကအရန်ခိုင်မာပြီးကျုံးတွေကလည်းနဲ့လွန်နေဗျအဲ့ဒီအချိန်မှာအယိုးတရားစစ်တယ်တွေဟာအစာရေစာပြတ်လက်မှုတန်းကိုစအပြီးခံစားနေရပြီပေါ့ဟန်တာဝရီကရိတ်ခါတွေကလည်းကုန်ပြီးလမ်းကြောင်းကလည်းဝေလို့တော့နောက်ထပ်ရိတ်ခါတွေရောက်မလာနိုင်တော့ဘူးလိနန္ဒဘီယန်ဟာတောင်ကူနန်းတော်ထဲမှာအချင်းသားတယောက်လိုဖြတ်နေပေမဲ့နရီဆွမ်အတွက်ကတော့သူ့ကိုဖမ်းမိဖို့ကတော်တော်လေးခက်ခဲနေတာပေါ့ဗျာစစ်ပွဲကတဖြည်းဖြည်းနဲ့ကြံကြာလာပြီးယာဒီဥဒုကလည်းဆိုးရွားလာတော့နရီဆွမ်ဟာသူ့ရဲ့စစ်တပ်ကိုငှဲ့ညားပြီးပြန်ဆုတ်ဖို့စဉ်းစားရတော့တာပေါ့ဒါဟာအောင်ပွဲတစ်ခုရဲ့အဆုံးသတ်မဟုတ်ပဲနောက်ထပ်ကြီးမားတဲ့ဆုံးဖြတ်ချက်အထွတ်ပြင်ဆင်တာပဲဗျ
တောင်ကူကနေပြန်ဆုတ်လိုက်ရတာဟာနရေဆန်အတွက်တော့အရှုံးတစ်ခုမဟုတ်ဘူးဗျဒါဟာပိုပြီးကြီးမားတဲ့အောင်မြင်မှုအတွက်အင်အားချွေတားလိုက်တာပဲပေါ့ဟန်တာဝရီဆိုတဲ့နာမည်ကြီးအင်ပါယာကြီးကတော့တကယ်ကိုအစအနတော့မရှိတော့ပဲပျက်စီးသွားပြီဗျတောင်ကူမှာရောက်နေတဲ့နန္ဒဘုရင်ရဲ့ကံကြမ္မာကလည်းတော်လေးကိုသနာစရာကောင်းပါလေဗျမိမိရဲ့သားတော်လည်းဆုံးရှုံးရနန်းတော်လည်းမီးလောင်သွားယုံနေမကပဲအခုဆိုရင်တောင်ကူမင်းရဲ့လက်ထံမှာအကျဉ်းသားတယောက်လိုနေနေရတာပေါ့နောက်ဆုံးမှာတော့1600ပြည့်နှစ်မှာနန္ဒဘုရင်ဟာအစိတ်ခတ်ခံရပြီးကွယ်လွန်သွားခဲ့ရတယ်ဗျဒါဟာဘုရင်တော်မင်းတရားဤတီချောက်ခဲ့တဲ့ဒုတိယမြန်မာနိုင်ငံတော်ကြီးရဲ့ညီကုန်းချုပ်ပဲပေါ့ဗျာနရေဆွမ်းကတော့အယုဒ္ဓယကိုပြန်ရောက်တဲ့အခါမှာသူ့ရဲ့နိုင်ငံကိုအရှေ့တောင်အာရှမှာအင်အားအရှိဆုံးနိုင်ငံဖြစ်အောင်တည်ဆောက်နိုင်ခဲ့တယ်ဗျအရင်တော့ကဟန်တာဝရီရဲ့လက်အောက်ခံဖြစ်ခဲ့တဲ့မြို့တွေဟာလည်းအခုဆိုရင်အယုဒ္ဓယရဲ့ဩဇာကိုခံယူနေကြရပြီပေါ့ဗျာနရေဆွမ်းဟာစစ်ပွဲတွေပါပဲအနိုင်ရခဲ့တာမဟုတ်ဘူးသူ့ရဲ့ရဲရင်မှုနဲ့တရားမျှတမှုကြောင့်လူအများရဲ့လေးစားမှုကိုပါရရှိခဲ့တာဗျဒါပေမဲ့နရေဆွမ်းရဲ့စိတ်ထဲမှာတော့အေးအေးဆေးဆေးနားနေဘူးဆိုတာမရှိဘူးဗျသူဟာအယုဒ္ဓယရဲ့နယ်နိမိတ်ကိုပိုပြီးခိုင်မာအောင်လုပ်ရင်းနဲ့အနာဂတ်အတွက်စီမံကိန်းတွေအများကြီးရှိနေကြတာပေါ့အယုဒ္ဓယပြည်ကြီးကတော့အခုဆိုရင်တကယ့်ကိုတန်ကိုးထွားနေပြီပေါ့ဗျဒါပေမဲ့နရေဆွမ်းရဲ့စိတ်ထဲမှာတော့အနားမယူနိုင်သေးဘူးဗျမြောက်ဘက်ကအင်းဝါမင်းကရှမ်းပြည်နယ်တခွင်ကိုလွှမ်းမိုးဖို့စ조사နေတာကိုသူကကြည့်မနေနိုင်ဘူးလေအဲ့ဒါကြောင့်1605ခုနှစ်မှာအင်အားတသိန်းကျော်ရှိတဲ့စစ်တပ်ကြီးကိုဦးဆောင်ပြီးမြောက်ဘက်ကိုတစ်ခါခြိတက်ပြန်တာပေါ့ဒါဟာသူ့ဘဝရဲ့နောက်ဆုံးခရီးစဉ်ဖြစ်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြဘူးဗျာနရေဆွမ်းဟာသူ့ရဲ့ညီတော်ဧကထိုဇရတ်ကိုလည်းစစ်ကြောင်းတစ်ခုခွဲပြီးခြိတက်ခိုက်ခဲ့တာပေါ့လမ်းမှာလည်းတောတောင်တွေကအရန်ချမ်းတန်တယ်ဗျာဒါပေမဲ့နရေဆွမ်းဟာသူ့ရဲ့စစ်တီတွေနဲ့အတူရှီတန်းကနေပဲမမရပ်တည်နေခဲ့တာဗျာသူဟာအယုဒ္ဓယရဲ့လုံခြုံရေးအတွက်ဆိုရင်ဘလောက်ပဲပင်ပန်းပါစေနောက်မဆုတ်တန်တိုက်ပွဲဝင်မဲ့သူမျိုးလीအဲ့ဒီလိုနဲ့မိုင်းဟန်မြို့ကိုရောက်တဲ့အချိန်မှာတော့နရေဆွမ်းဟာဖျားနာမှုတန်ကိုစပြီးခံစားလာရတာပေါ့ဗျာသူ့ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့အားနည်းလာပြီးမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့နည်းနည်းမှမယိုင်လဲခဲ့ဘူးဗျာဘရင်ကဘာရဲ့တာဝန်ကနိုင်ငံတော်အတွက်နောက်ဆုံးထွက်တတ်အထီပဲလို့သူယုံကြည်ထားတာကိုဗျာမိုင်းဟန်မှာစခန်းချနေတော့နရေဆွမ်းရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ပိုဆိုးလာတယ်ဗျာသူ့ရဲ့မျက်နှာပေါ်မှာအနာတစ်မျိုးပေါက်လာပြီးတော့အဖျားကလည်းအញ្ញမ်းတက်နေလာပေါ့ဒါကိုသိလိုက်ရတဲ့ညီတော်ဧကထိုဇရတ်ခါလည်းသူ့ရဲ့စစ်ကြောင်းကိုရပ်ပြီးနောင်တော်စီကိုအမြန်ဆုံးလာခဲ့ရတာပေါ့ဗျာနောင်တော်ရဲ့လက်ကိုစုပ်ကွင်ထားရင်းနဲ့မျက်ရည်တွေကျနေရှာတာပေါ့နရီဆွမ်းဟာအာအင်ကုန်နေပေမဲ့သူ့ရဲ့စိတ်ကတော့တည်ငြိမ်နေတုံးပဲဗျာအယုဒ္ဓယရဲ့အနာဂတ်ကိုညီတော်လက်ထဲအနှံခဲ့ပြီး1605ခုနဲ့မေလမှာပဲဒီလောကကြီးကနေအေးအေးဆေးဆေးထွက်ခွာသွားခဲ့တယ်ဗျာစဉ်းစားကြည့်အောင်လေစစ်တလဲမှာပဲမွေးဖွားပြီးစစ်တလဲမှာပဲအသက်ကုန်ဆုံးခဲ့ရတဲ့မဟာလူသားကြီးပေါ့ဒီသတင်းကစစ်တပ်ကြီးတစ်ခုလုံးကိုတိတ်ဆိတ်သွားစေတယ်ဗျာရဲမက်တွေဟာသူတို့ရဲ့ဖခင်တပွဲထိတဲ့ဘရင်ကြီးအတွက်ရင်ကွက်မတတ်ငိုကြွေးကြတာပေါ့ဒါပေမဲ့ဧကထိုဇရတ်ကတော့ဝမ်းနဲ့နေလို့မဖြစ်ဘူးလေသူဟာစစ်တပ်ကိုပြန်စုစည်းပြီးနောင်တော်ရဲ့ရုပ်အလောင်းကိုအယုဒ္ဓယကိုပြန်တည်ဖို့ပြင်ဆင်ရတော့တာပေါ့ဟန်တာဝရီပျက်စီးသွားပြီးတဲ့နောက်မှာနရေဆွမ်းဟာအယုဒ္ဓယကိုအခြေခံအောင်လုပ်ပေးခဲ့လို့သာနောက်သက်လာတဲ့ဘရင်တွေကအေးအေးချမ်းချမ်းအုပ်ချုပ်နိုင်ခဲ့တာဗျာဒါပေမဲ့နရေဆွမ်းမရှိတော့တဲ့နောက်မှာအရှေ့တောင်အာရှရဲ့နိုင်ငံရေးအခြေအနေကလည်းတမျိုးပြောင်းလဲသွားပြန်တယ်ဗျာနရေဆွမ်းမြင်းကြီးနိုင်ရွာဆန်သွားပေမဲ့သူချန်ထားခဲ့တဲ့အောင်မြင်မှုတွေကတော့တမိုင်းမှာအမြဲတမ်းတောက်ပနေတော့ပဲဗျာဟန်တာဝရီဆိုတဲ့အင်ပါယာကြီးပြိုလဲသွားရတာဟာတကယ်တော့နရေဆွမ်းတယောက်ထဲကြောင့်တင်မဟုတ်ဘူးဗျအာနာကင်ထားတဲ့သူတွေဟာတရားမျှတမှုမရှိဘဲတန်တရားစိတ်တွေနဲ့အချင်းချင်းထပ်ဖြတ်ကြတာကြောင့်လဲပါတာဟော့ဗျာနရေဆွမ်းကတော့သူ့ရဲ့ဘဝကိုအယုဒ္ဓယလွတ်လပ်ရေးအတွက်ပဲပေးဆက်သွားခဲ့တာဗျာသူဟာဓာစကန်ဘဝကနေဧကရိုက်ဘဝအထိကျိုးနွန်ရတဲ့ဘဝကနေစိန်ခေါ်ရဲတဲ့ဘဝအထိခက်ခက်ခဲခဲဖြတ်တန်းခဲ့ရတာပါအခုဆိုရင်အယုဒ္ဓယဟာဘသူ့ရဲ့လက်အောက်ခံမှာမဟုတ်တော့ပဲကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့နိုင်ငံကြီးဖြစ်နေပြီပေါ့ဗျာဒီသမိုင်းကြောင်းကိုကြည့်ရင်ကျွန်တော်တို့ရလိုက်တဲ့သင်ခန်းစာကတော့အယမ်းကိုတန်ဖိုးရှိပါတယ်ဗျာအင်အားကြီးမားတဲ့ empire ဖြစ်ပါစေအတွင်းစည်းလုံးမှုမရှိရင်ပြိုလဲတတ်တယ်ဆိုတာပါပဲပြီးတော့
လူတစ်ယောက်ရဲ့တန်တိထန်ဟာဘလောက်တောင်အစွမ်းထက်တယ်လဲဆိုတာနရဲစွမ်းကတက်တည်ပြသွားခဲ့တာပေါ့ဗျာမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့အနိစ္စဝတ္တသင်္ခါရဆိုတဲ့တရားတော်အတိုင်းပါပဲဗျာအရာရာဟာမမြဲပါဘူးအာနာရီစီးစိမ်တွေဆိုတာဟာလေတနေ့တော့ပျောက်ကွယ်သွားမှာပဲလေဒါပေမဲ့ကိုလုတ်ခဲ့တဲ့ကောင်းမှုကုသိုလ်နဲ့သူရဲကောင်းဆန်တဲ့လုတ်ရက်တွေကတော့တမိုင်းမှာယာစုနဲ့ပေါင်းများစွာတိုင်အောင်ကြံ့ဤနေမှာပါဗျာအခုဆိုရင်ကျွန်တော်တို့ရဲ့နရဲစွမ်းမဟာဗျူဟာရှင်နဲ့ဟန်သာဝရီရဲ့ညီကုန်းဆိုတဲ့ဇလန်းတွဲလေးဟာအဆုံးသက်ကိုရောက်ရှိလို့လာခဲ့ပါပြီတမိုင်းဆိုတာဟာအတိတ်ကအကြောင်းကြီးတွေတင်မဟုတ်ပါဘူးအနာဂတ်အတွက်ပြင်ဆင်ဖို့သင်ခန်းစာတွေလည်းဖြစ်ပါတယ်ဗျာအားလုံးပဲဒီတမိုင်းကြောင်းကနေဘဟုတုတာတွေနဲ့ခွန်အားတွေရကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာနားဆင်ပေးခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုတကယ့်ကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့တာယာပြောတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေဗျာ